CIS ဆိုတဲ့ကောင်ချိန်ထားပြီးတော့ဘယ်နာတော့ထိုင်နေတယ်မသိဘူးကိုမင်းထွန်းဒီမှာလာပြီရှာလိုက်ရတို့ကလည်းစောင့်နေတာကြာပြီလာပြီးရောဒီကစိတ်ဆိုးတော့မလို့လက်နဲ့မပါပဲရန်သူကိုအကောင်းဆုံးတုံ့ပြန်နိုင်တဲ့နီလန်းကိုတင်ကြားပေးမှဖြစ်ပါတယ်တရုတ်ပြဖို့အတွက်ကိုစောကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ခါနာနေလို့ဘီယာဆိုင်ကြတော့ထိုင်နိုင်တယ်တိုင်းကျစ်မယ်ဆိုမှခါနာသွားတယ်မရဘူးလားခဲ့ဟုတ်ကဲ့လားပြီโอเคကောင်းပြီရုတ်တရက်ကျမကိုဝင်ရိုက်လိုက်စမ်းကျွန်တော်ရိုက်ရမှာလားရှင်မရိုက်လို့ဘယ်သူရိုက်မှာလဲကျမရှင်ကိုနောက်နေတာမဟုတ်ဘူးနော်ရိုက်လေရိုက်တော့လို့ကဲရှင်းတယ်နော်ဒါလိုလေလေးပဲကဲနောက်ထပ်ဘယ်သူတရုတ်ပြမလဲကျွန်တော်ပြမယ်ဆရာမကျွန်တော်ပြမယ်ကျွန်တော်လာခဲ့မယ်ကျွန်တော်လာခဲ့မယ်ဟေးချစ်တုံးလေးဟိုင်းဟေးဟေးချစ်တုံးလေးရလှလိုက်တာချစ်တုံးလေးရလှလိုက်တာကျေးဇူးတင်ပါတယ်ဒါလေးကဘူးချစ်တုံးလေးလေပြောပါအောင်ဟမ်အဘပေးအောင်ဟေးအဘပေးလို့အဘပေးလို့ပြောနေနော်ဟေးပေးလို့ချစ်တုံးလေးကပြင်ထွက်ချင်တာလားရှောက်လဲချင်တာလားဟုတ်လားတော့မလားထွက်လို့မရဘူးလားပြင်ထွက်ခင်ရှူပေါက်မလားတော့ပေါက်မလားတော့ပေါက်မတူတော့ပေါက်မလားဒီနေ့ကျွန်တော်ကောင်မလေးနဲ့ရှောက်လေတော့မိုးတွေကလည်းရွာကားလမ်းပေါ်ရေတွေကြောရေတွေကြီးနေတာပေါ့ဗျာလိုင်းရဲ့ဟိုဘက်ချမ်းအောင်လည်းမဖြစ်မနေကူးရမှာဆိုတော့ကျွန်တော်တခုခုစွန့်စားမှရတော့မယ်ဆိုတဲ့အသည့်အချက်ချင်းဝင်လာတယ်အဲ့ဒါနဲ့ပဲကျွန်တော်ဖက်နှက်တွေချုပ်ပြီးတော့ကျွန်တော်ကောင်မလေးကိုပေးကင်လိုက်တယ်ကောင်မလေးကလည်းသူ့အိတ်ကတစ်ဖက်ကျွန်တော်ဖက်နှက်ကတစ်ဖက်နဲ့သူမနိုင်မနှင်းဖြစ်နေတာပေါ့ပြီးတော့ကျွန်တော်စွန့်စားစားသူ့မရဲ့ကြောကုန်းပေါ်အသားလေးခုန်တက်လိုက်တယ်ကျွန်တော်ကောင်မလေးကပြောသေးတယ်ကိုအိမ်ထိပို့ပေးရမလားတဲ့ဒါပေမဲ့ကျွန်တော်မပို့ခိုင်းခဲ့ဘူးကျွန်တော်သူ့ကိုတနာလို့တရားမရှိကြဘူးလားကျမယောက်ျားကဲကြပါဦးကျမယောက်ျားကြောက်တုံးပြီးနေလို့ကိုဒီတောင်မကြုံနိုင်တော့ပြောရတယ်ရှင်မရရအောင်ကျမကဲမယ်အေးအားလုံးအတွက်မယောက်ျားဆိုတယ်မယောက်ျားအရှင်ယောက်ကစုံနေပြီကျမယောက်ျားကိုဘွေးမယူပါနဲ့ကျမယောက်ျားအသက်ဘေးကလုံအောင်ကဲတင်ပေးပါကဲတောင်းတလို့ကိုထင်ပြလိုက်ပြီလိုရာစုတစုကိုတောင်းစီငါတရှင်ဝရပြီဝမ်းသာရှင်ဝမ်းသာမလားကျမကို16နှစ်သမီးအသားကြီးပြန်ရအောင်လုပ်ပေးပါဒါလေးမဆို 90% discount ဆိုတော့ try ကြည့်လောက်မယ်ဟာလဲဟာငါစိတ်ကူလာဆွနေတာပဲမထူးပါဘူးဒါလေးလည်း try ကြည့်လိုက်မလိုက်ဘူးထင်တာလိုက်သားပဲငါနဲ့သူ့နေရာနဲ့သူဟုတ်နေတာတော်ပြီရှိတယ်မှာချွတ်လို့မရတော့မီးလောင်ကုန်ကျွန်တော်မီးလောင်ပြန်ကနေတိုက်ရိုက်တင်ဆက်နေပါတယ်အခုဆိုရင်စာစမိုင်းတန်းနဲ့လူတူဆင်းလာတော့တွေ့ရပါတယ်ခင်ဗျဖေပြန်လာသေးတယ်ပေါ့အစည်းအဝေးနောက်ကြတာအဲ့ဆိုလည်းပြီးရောတင်းအိမ်မှာမီးလုံးအရှိကြီးတက်ထားတဲ့၍တင်းယောက်ျားကလှုပ်ချင်တာလှုပ်နေအောင်ပါပဲဒါကြောင့်အိမ်ရှင်မတို့အနေနဲ့မီးလုံးအတူကိုပြောင်းတက်ကြပါဒီနေ့တော့ဒီလောက်ပါပဲ